ဟုတ်ပါပြီလေ ဟုတ်ကဲ့ ကဲကာကြီးခါပွေးနဲ့ ABC အခရာစင်ကိုနှလုံးကြော်ပြီးအမြန်ရွတ်ပြမထင်နဲ့နော် မထစ်ပါဘူးကာကြီးစားလိညဒါရင်ကောင်တောင်းမူတောက်ချိတ်အောက်ထုံမလာဟဗျာအင်္ဂလိပ်ကတော့ ADGJMPSPT ဟုတ်လား အပါတဲတော့ပါ ခလေးကစားတာခလေးကစား ဟုတ်ပြီကဲနောက်တစ်ခုခိုင်ထူးဆိုတဲ့ဝေးကွာချင်းကတို့အတွင်းမှာချင်းရဲ့ဟုတ်ပြီ intro course တရားပါတယ်လေ ကီးက E လေ intro က E G flat minor နော် 6 B E flat minor A B ပေါ့ဗျာလောလောလေးပဲ ဒါဆိုမှန်ပါတယ်ဒါဖြင့်စာရေးဆရာမင်းသိမ့်ခိုင်ရဲ့နှခမ်းမွေးဘယ်နှပင်ရှိလဲ ဘယ်ဘက်ကတရားသင်ချောင်းတီး ဟုတ်တယ် ညာဘက်က98ချောင်းတီး ဟုတ်တယ်ဟုတ်တယ် မနေ့ကတီးရှိတဲ့ပင်ကိုပြောတာနော် ဟုတ်ပါတယ် ဇာကနာနဲ့နှုတ်တာဘယ်ညာမညိတယ်လို့အဖေအရေးအတွက် balance အောက်နေတာဖြစ်မှာပေါ့ တကယ်လို့ပါလား